ဒါလေးက one chain site တွေနော်ဟိုမှာ comment နဲ့မှတွေ့လို့ပြန်ရှင်းပြပါအောင်ဆိုလို့ရှင်းပြပေးမယ်နော်ယူပုံယူနည်းလေးကဒါ3ခွန်ထွက်တော့ဖောက်3ခွန်ထွက်တော့ဖောက်တယ်နော်3ခွန်ထွက်တော့ဖောက်တယ်သူကဒီ9.4လေးနဲ့ကျွန်တော်ယူပြမယ်နော်9.4လေးနဲ့ယူပြမယ်ဝါသနာပိုင်းခု9.4လို့ထွက်ပြီးဒီကွာပေါင်းချင်းယူတာနော်ကွာပေါင်းတော့ဒီထိတ်နဲ့ဒီနောက်ပိတ်နဲ့ပေါင်းတာကြည့်နော်ထိတ်နဲ့နောက်ပိတ်နဲ့ပေါင်းတော့9ရတယ်အဲ9ကိုနက်ခတ်ပါဝါတုံးယူလိုက်တာ9နက်ခတ်က6ရဲ့ပါဝါက1ရှင်းတယ်နော်ဒီမဲ့နော်တစ်ခုပြန်ပြမယ်နော်9ပါဝါကsorry ကွာပေါင်းချင်း9နဲ့4နဲ့ပေါင်းတော့9ရဲ့နက်ခတ်က6ရဲ့ပါဝါ1ဟာလား961တဲ့ယူဒီကဘယ်လိုရလဲဆိုတော့9ပြီးတော့စီနီယာအကြီးနဲ့ယူရတယ်9ပြီးတော့3ညနော်3ညယူတော့ဒီက3ညတခါပါဝါပြန်ချိန်တယ်3ညပါဝါက9အဲ့ဒီ9နေပြီးတော့စီနီယာတိုင်းနဲ့ဂျူနီယာနဲ့ယူရတာပေါ့နော်9 4 3ဆိုပြီးယူလိုက်တယ်ဒီရှင်းတယ်နော်ပြန်ပြမယ်961ကရပြီဒီ9ကိုတပွင့်တိုးနဲ့ယူတော့9 3ညအဲ့လို3ညဆိုအဲ့လိုယူတယ်3ညရဲ့ပါဝါ9ကိုဂျူနီယာနဲ့ပြန်ဆင်းတယ်9 4 3နော်အဲ့ဒီရပြီနော်အဲ့ကဒီ9ကဘယ်ရလဲဆိုဒီ9ဒီ3ညကိုပဲဒီပါဝါနဲ့ပြန်ချိန်တာနော်3ညပါဝါ9ပြီးတော့6ခွန်တပွင့်တိုးနဲ့ယူရတယ်နော်အဲ့လိုတပွင့်တိုးနဲ့ယူလိုက်ရေရှင်အမှ9ကို2နဲ့ပေါင်းရင်ခွန်လဲရတာပဲကြက်တယ်လို့ယူအမှန်တော့9 6ခွန်ပါပဲနော်9 6ခွန်ကို6တခုဖြောက်ပြီးတော့ခွန်လို့ယူတာရှင်းတယ်နော်နောက်တစ်ခုပြန်ပြပေးမယ်ဒီ6တက်နဲ့6တက်နဲ့ဆိုတော့ကွာပေါင်းချင်းက8ကွာပေါင်းချင်း8အဲ8ရဲ့နက်ခတ်က1ရဲ့ပါဝါက6သူကနက်ခတ်နဲ့ပါဝါတစ်စုံယူလိုက်တာအဲ့ပြီးတော့ရှင်းပြီးတော့စီနီယန်နဲ့ယူမယ်9အဲ့ဒီ9ရဲ့ပါဝါက4ကိုဂျူနီယန်နဲ့ပြန်ဆင်းမယ်4 3 2ပြီးတော့နောက်ဒီ4ကဒီ9ကိုပဲပါဝါပြန်ယူတာ9ရဲ့ပါဝါက4နော်4ကိုတပွင့်တိုးနဲ့ယူတော့6ပဲ4 5 6 5ကိုမယူ6ကိုယူရနော်ရှင်းပါလေနော်အဲ့မှာ3ညခွန်ထွက်တယ်နော်3ညခွန်မှာဒီမှာ1 chain ဖောက်ပါတယ်3ညခွန်နော်3ညခွန်ဆိုတော့ကွာပေါင်းချင်းကခွန်ရဲ့နက်ခတ်က3ညနော်3ညရဲ့ပါဝါက9နော်အဲ့ရှင်းပါလေနော်ဒါခွန်8တပွင့်တိုးနဲ့ယူရတာနော်ခွန်ပြီးတော့8ပေါ့အဲ့8ရဲ့ပါဝါက3ဂျူနီယာနဲ့ပြန်စမယ်3 2 1နော်အဲ့လိုရပါပြီဒါကဒီ3ကဒီ8ရဲ့ပါဝါကိုပြန်ယူတယ်8ရဲ့ပါဝါ3ပြီးတော့4 5အလဲကောင်တပွင့်ဖြောက်တာပေါ့နော်4တပွင့်ဖြောက်တာပေါ့တပွင့်ကျော်ပေါ့2နဲ့ပေါင်းချင်းလည်းတူပါပဲနော်ဘယ်လိုပဲယူဒီမှာအဲ့မှာသူကဘာပြောလဲဆို3 8ခွန်ထွက်တယ်ဒီမှာ1 chain မှန်တယ်နော်3 8ခွန်1 chain ဒီမှာ6 1 2ကဒီအပေါ်1 chain 6 1 2 1 chain ဒီမှာ3ညခွန်မှာဒီ1 chain ဖောက်တယ်ဒါအခုအချိန်တစ်က1 chain ပေါ့နော်မှန်မယ်ဆိုရင်ပေါ့နော်ဒါမူရင်းဘယ်သူလဲတော့မသိဘူးနော်မူရင်း credit ပေးပါတယ်ကျွန်တော်ပြန်ရှင်းပြဆိုလို့ပြန်ရှင်းပြပေးအောင်လောက်ပဲနော်ဒီမှာ3 8ခွန်ထွက်တယ်3 8ခွန်ဆိုတော့ကွာပေါင်းချင်းက10ဆိုတော့3ညကိုယူတယ်နော်အဲ3ညရဲ့နက်ခတ်ကခွန်ရဲ့ပါဝါက2အတူတူပဲနော်ယူဖို့ယူနေဒီမှာကြည့်နော်အဲ့တော့ကွာပေါင်းချင်းခွန်ဆိုတော့ခွန်ရဲ့နက်ခတ်က3ညရဲ့ပါဝါ5အဲ့တော့ဒီမှာကွာပေါင်းချင်း3ညရဲ့နက်ခတ်ကခွန်ရဲ့ပါဝါက2တူတူပဲအဲ့ဒီပြီးတော့3ညပြီးတော့1တပွင့်တိုးနဲ့ယူတယ်3ညပြီးတော့1နော်1ပြီးတော့1ပါဝါက6ဟုတ်လား6ပြီးတော့ဂျူနီယာပြန်ဆင်းမယ်6 5 4နော်6 5 4လို့ပြန်ဆင်းပြီးတော့ဒီမှာဒါဒီ1ရဲ့ပါဝါကိုပြန်ယူတယ်6 1ပါဝါ6ပြီးတော့တပွင့်တိုး6ခွန်8နော်ဒါဒီချိန်မယ်ဒါအခုအချိန်တော့ဆက်ပေးမယ်ဆက်မှန်မယ်ဆိုရင်ပေါ့နော်ဒါ1ချိန်3ခွက်ထပ်ပြောမယ်နော်မူရင်းပတ်ရှင်ကို credit ပေးတယ်ကျွန်တော်ပြန်ရှင်းပြရုံမယူဘူးယူနည်းပေါ့နော်ဟုတ်ကဲ့နော်